ဒီနေ့နေတဲ့ယုံလားနာကျင်သွားတဲ့ယုံလားမသိပဲဂျိုးသားစားတော့တာခံလိုက်ရပါတယ်မိမတွေအသက်ရှည်ရခြင်းကြောင်းရင်ကိုအခုလိုပထမခန်းမှာနေပြလာတယ်ဒီကတုံးကတော့ဂျိုးသားဥဥမှာဒုံးနဲ့သွားထိုးနေပါတယ်ပြဿနာကိုမိခွက်ထုံးရှာတာပေါ့အဲ့ချိန်ဦးလေးကအတန်တသေးလေးတစ်ခုပလွတ်ဆိုပြီးထွက်လာပါတယ်အတန်တသေးလေးကကတုံးရဲ့ရှင်တွေကိုမမရင်ဝင်ဆိုပြီးဝင်တိုးပါတယ်ကတုံးနဲ့နာကျင်မှုကိုရုတ်တရက်ခံစားလိုက်ရပြီးသတိမေ့သွားပါတယ်အဲ့ချိန်အကောင်လေးကကိုရင်းအင်္ဂါလေးကနေသစင်းအုံနောက်ရှိရောက်သွားပါတယ်သူနိုးထလာတဲ့အခါကြောင်တောင်နဲ့လမ်းလျှောက်နေပြီးခုနကတုံးနဲ့မတူပဲအခြားကတုံးဖြစ်သွားပါတယ်အခြားကတုံးဆိုပုံစံပြောင်းသွားတာကိုပြောတာပါအဲ့ဒီအကောင်လေးထိချုံနေစဉ်အတွင်းသူဟာရှိသမျှအသားကိုစားကျင်နေပြီးခြေလေးချောင်းသားဆိုဂရင်မှာစားမယ်လုပ်နေလို့မနေတားထားရပါတယ်ဒီဘာကြောင့်ဒီလိုအသားတွေအများကြီးဝယ်တယ်လို့မေးတဲ့အခါမှာသူကမွေးနေ့ဝယ်လို့ဘူးဒီလိုအသားအများကြီးဝယ်မိတာလို့တင်လိုက်ပါတယ်နောက်တနေ့သူ့လေဘေးမှာရေမချိုးလို့ဝယ်ပေါက်ရာကနေကုန်ပြီးအနာလေးစားဖြစ်နေပါတယ်သူခွေးရတဲ့သူ့ကိုမြင်တိုင်းတကိုးမြင်လို့ဟောင်းနေပြီးဒါကိုတတိထားမိတဲ့ကတုံးကအရှင်လက်လက်အသားမြင်တော့နိုင်ယူပြုံးနဲ့ပြုံးလိုက်ပါတယ်နေ့ကတုံးမိမတယောက်ရေချိုးနေတော့အထက်ကကောင်ကဖီးတက်ပြီးရင်ဘတ်ထဲကနေငုံတုတ်ထွက်လာပါတယ်ဒီကောင်ကြတော့လေတမျိုးလေးအံအောင်လို့မဆုံးအဲ့ဒါနဲ့ကတုံးနဲ့အနာကက်လာပြီးမိမသားဦးအိမ်နဲ့ဂျိုးသားကောင်ကိုမျိုးပွားဖို့ကြံစီပါတယ်သူလည်းအတိဝင်လာပြီးမလုပ်တော့ပဲဘေးနာအိမ်သွားကကလေးမေကိုဒုက္ခပေးဖို့ကြံပါတော့တယ်ကလေးမေလည်းအလေးခံလိုက်ရပြီးကြီးနဲ့နေတဲ့ယုံလားနာကျင်သွားတဲ့ယုံလားမသိပဲဂျိုးသားစားတော့တာခံလိုက်ရပါတယ်ဘလုံးကတော့ငကိုလေးကရုပ်ဆိုးပါတယ်ဆိုမှအခုကတော့ကြည့်လို့မရတဲ့အဆင့်မှဖြစ်လာပြီးသူမိမတော့ခုမှယောက်ျားယူတာသမီးမှားပြီးအမေဖြစ်သွားပါတော့တယ်အော်ဒီဘက်ကချင်းကိုက်လို့ရောင်နေတာပါဆိုပြီးလိန်လိုက်ပါတယ်ဂျိုးသားရဲ့လိန်မူလိန်ကြီးရလဲအအောင်လို့မဆုံးပါဘူးဒါပေမဲ့အသားတွေကြောင့်ထွက်လာတဲ့အပုံနဲ့ရဲတွေကတုံးရှိလာစေပြီးသူမိမကတော့ဘာမှမသိသလိုနဲ့ရှင်းပြနေပါတယ်နောက်ပိုင်းတော့ကတုံးကတွေးသမျှမိမကိုဂျိုးသားမျိုးပွားကိုအေးဒူရေးပဲလုပ်နေပါတယ်အဲ့ချိန်မိမဖြစ်သူကသူ့ယောက်ျားသွားနေတယ်မြေယောက်ခန်းကိုရိုက်ဖွင့်ပြီးအောက်ထပ်ကိုသွားကြည့်ပါတယ်အဲ့ချိန်သူမတွေ့လိုက်ရတာက